monster တော့လုံးဝကွတ်တယ်နော် monster လာပါပြီဗျာmonster တစ်စိတ်ကတော့ဒီ TikTok shop မှာကျွန်တော်အကြိုက်ဆုံး brand နဲ့မှာပါတယ်ဗျာအခုဒီ brand မှာဒါလေးကဘာထုတ်ထားတာလဲဆိုတော့ဒါလေးကမျက်မှန်နေကမျက်မှန်ဟိုမှာဒီမှာဒီကိုင်းမှာ Bluetooth ပါတယ် Bluetooth နှစ်ချက်ပါတယ်ဗျာ Bluetooth နှစ်ချက်နဲ့တရှင်းနားထောင်လို့ရမယ်ဖုန်းပြောလို့ရမယ်ကျွန်တော်နေကမျက်မှန်လေး smart charger တက်ပြီးတော့ဖုန်းပြောလို့လည်းရမယ်တရှင်းနားထောင်လို့လည်းရမယ် Bluetooth မသုံးတော့ဘဲနဲ့မျက်မှန်လေးတက်ပြီးတော့ style design color နေထားပါညာပေါ့နော် style တက်ကြလေးမျက်မှန်တက်ပြီးတော့တရှင်းနားထောင်မလားဖုန်းပြောမလားလုံးဝမိုက်ကျွန်တော်တစ်ချက်ပြမယ်ကြည့်အောင် align လောက်ချလိုက်တယ်โอ้ဒီမှာတွေ့လားဘာမှမခက်ဘူးဒီမှာမျက်မှန်ဒီမှာကြည့်လိုက်ကျွန်တော်တို့အပြင်ကိုကိုယ်အိတ်ထဲကိုထည့်သွားတဲ့ခါကျရင်ဒီမှာသူ့ရဲ့အိတ်လေးနဲ့ဗျာသူ့ရဲ့အိတ်လေးနဲ့ဒီမှာသူ့ရဲ့အာသွင်းတဲ့ဟာတွေပါတယ်ဗျာဒီမှာအာသွင်းတဲ့ကြိုးပါမယ်ဒီမှာ cleaning လုပ်တဲ့ဟာဒီမှာတွေ့လားမျက်မှန်အပူတက်တဲ့ဟာပါမယ်ပြီးလို့ရှိရင်ဒီမှာကြည့်မျက်မှန်ရဲ့ design အနေထားလေးကိုတစ်ချက် show လိုက်မျက်မှန်ရဲ့ design အနေထားလေးတစ်ချက် show လိုက်ဒီမှာကြည့်လိုက်โอ้နေထားကဒီလိုဗျာဝါကဲကြည့်လိုက်ပါ monster တစ်စိတ်ကနေပြီးတော့ဒါ bluetooth မျက်မှန်ပေါ့နော်ဒီလည်းသူ့ထဲမှာ bluetooth ပါတဲ့အတွက်ကြောင့်မလို့ဒီမှာနှစ်ချက်လိုပုံစံမျိုးတစ်ရှင်းနားထောင်လို့ရမယ်ပြီးလို့ရှိရင်ဖုန်းပြောတဲ့ခါမျိုးမှာလည်းမျက်မှန်ချွတ်စရာမလိုဒီတိုင်းမျက်မှန်လေးတက်ပြီးတော့ပြောနေလို့ရတယ်ဗျာဟိုကတကယ်လို့သုံးမယ်ဆိုလို့ရှိရင်ဒီမှာတစ်ဖက်ရှင်းစီမှာ power ပါတယ်ဒီမှာကြည့်ဒါလေးကိုနှိပ်လိုက်power on နဲ့တွေ့လားဒီမှာကြည့်ဒါလေးကိုနှိပ်လိုက်power on သွားပြီဗျာဒီမှာတွေ့လားဒါလေးမှာမီးလင်းနေပြီတွေ့လားမီးလင်းနေပြီမမီးလင်းနေအဲ့ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်က power ဖွင့်ပြီးသားဖြစ်သွားပြီဗျာအဲ့လို power ဖွင့်ပြီးသားဖြစ်သွားပြီကိုကျွန်တော်ကဒီမှာ bluetooth မှာချိတ်ဆက်လိုက်တယ်နော် bluetooth နဲ့ပြီးရင်သူ့ရဲ့အတန်ကိုတကယ်ပဲကြားရလားမကြားရဘူးလားဆိုတာကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်နော်ဒီ bluetooth ဖွင့်လိုက်ပြီဒီမှာတခြားဖုန်းတစ်လုံးနဲ့ကျွန်တော် bluetooth ဖွင့်လိုက်ပြီဒီမှာသူ့စာနဲ့ချိတ်ဆက်လိုက်ပြီဒီမှာပဲ okay ဒါဆိုချိတ်ဆက်ပြီးသားဖြစ်သွားပြီ connected ဖြစ်သွားပြီနော် connected ဖြစ်သွားပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီဥစ္စာကိုကျွန်တော်ရှင်းနားထောင်ပြမယ်တွေ့လားဒီမှာကိုကမျက်မှန်လေးတက်ရင်းနေဗျာဒီမှာတွေ့လားတရှင်းလေးနားထောင်ပြီးတော့လုံးဝကွတ်တယ်ကျွန်တော်တို့ bluetooth နှစ်ချက်ကြီးဒီမှာနားမှာတက်နေကြမလို့မျက်မှန်လေးလည်းတက်မယ်တရှင်းလေးလည်းဖွင့်ရင်းနဲ့ smart charger လေးတရှင်းနားထောင်ရင်းနဲ့ဒါ bluetooth မျက်မှန်နဲ့ပေါ့နော်ဒါလုံးဝခေါ်လို့ရတယ်ဗျာဒါ monster လို့ထုတ်တဲ့အတွက်ကြောင့်မလို့ quality အနေထားနဲ့ဈေးနှုန်းအနေထားလည်းဘာမှစိုးရိမ်စရာမလိုဘူးဗျာစိုးရိမ်စရာcũngမရှိဘူးဈေးနှုန်းတင်တယ်ပစ္စည်း quality အနေထားတော့ကျွန်တော်တွေ့လားမြင်တဲ့အတိုင်းပဲအတန်လည်းလုံးဝအတန်လုံးနဲ့ပြည့်တယ်ကောင်းကောင်းလေးနားထောင်ရတာအဆင်ပြေတယ်ဗျာတွေ့လားမကြည့်လိုက်ကိုယ့်ရဲ့နားမှာကတ်နားထောင်နေတော့ပို့ပြီးတော့အတန်ကောင်းကောင်းနဲ့တေချာနားထောင်ပြီးတော့ကြားရတာပေါ့နော်ဒါတော့မိုက်လေးနဲ့ဒါအတန်ထွက်နေတယ်ဆိုတော့သိအောင်ကျွန်တော်စမ်းပြပေးတာပါကဲ